သူလေးရှင်ကလေးကမဖြစ်နိုင်မှန်းကြိုသိခဲ့ကြပေမဲ့တင်ကမလွန်ဆန်နိုင်ခဲ့တော့ချစ်စိတ်ရှိလေတော့သူလေးဘဝကမြူကြောင်လေကိုရိုနာဦးချစ်ခဲ့လေမျက်ရည်တွေနဲ့လမ်းခွဲလိပြီးလွန်ဆမရနိုင်တဲ့ကြောင်တရားကပါလဲဘာသာချင်းတူတဲ့စီလီကချာနေတော့ရှောင်းခွာနေုံပေါ်ဘယ်လိုချိန်မှပတ်သက်ဘူးတဲ့ဒုနီယာချစ်တာတွေ့တဲ့ထွက်ခွန်လေလိုလိုနေတဲ့တစိတ်ကချိန်မှနိုးနိုးတဲ့ပြင်းပြင်းချင်းတို့ကြိုးစားပြီးတော့မေးလိုက်ရတော့အချစ်တဲ့ရေးကြည့်တဲ့ရတွေရှိတော့လွမ်းနေပြီးတာကသူလေးတက်တလုံးဝေးရမှာပဲခံစားချက်ရှိပေမဲ့မဆုံးစည်းနိုင်ပါမြည်ပြီးချားတော့ရမှာလေသူလေးနာကလန်ချီရင်လေအနောက်ဘက်ထားစီများစွာရှိတယ်တို့ရဲ့လိုအင်းတွေပြတ်ကြမဲ့ကွယ်